အားလုံးပဲမင်္ဂလာပါတသာပရင်းနေညမှာတော့ပရီးမီးယားလိပွဲစဉ်တစ်ပွဲနဲ့ပြင်သစ်ပြင်ဖလားပွဲစဉ်တစ်ပွဲရှိနေပါတယ်ပရီးမီးယားလိမှာချန်ပီယံနေတဲ့စပါအသင်းကခရစ္စတယ်ဘဲလေးကိုအင်ကွင်းမှာအခန့်စားသွားဖို့ရှိနေပါတယ်ပရီးမီးယားလိရဲ့ဖော်မူလာအရ35မှတ်ရထားတဲ့ခရစ္စတယ်ဘဲလေးအသင်းအနေနဲ့တန်းဆင်းရမယ့်အန်ရယ်ကတင်ချာနီးရလွတ်မြောက်သွားပြီလို့ပြောလို့ရပါတယ်တစ်ဖက်ကစပါအသင်းကတော့၄ဘွဲ့ဆက်ရှုံးတဲ့တန်းဆင်းဆောင်နဲ့၄မှတ်ပဲကွာတော့တဲ့အခြေအနေကြောင့်စွန့်ရင်မှတ်ကိုရောက်နေပါတယ်ပရီးမီးယားလိရဲ့အသင်းတစ်သင်းအနေနဲ့တန်းစင်းဆောင်နဲ့နီးကပ်နေခြင်းကိုဘယ်လိုရှောင်ရှားမလဲဆိုတာဒီနေ့ပွဲရဲ့စိတ်ဝင်စားစရာအချက်ဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ပြင်သစ်ပြင်ဖလားကွာတာဖိုင်နယ်ပွဲစဉ်မှာဒိုင်ယွန်နဲ့လန်အသင်းတို့တွေ့ဆုံနေပါတယ်။အင်အားကြီးအသင်းဖြစ်တဲ့ PSG ထွက်သွားတဲ့ဒီပြိုင်ပွဲမှာကျန်တဲ့အသင်းတွေအနေနဲ့ဖလားမျှော်လင့်ချက်ထားနေမှာသိကြပါတယ်။ဒါကြောင့်ကွာတာဖိုင်နယ်ရောက်လာတာနဲ့ညီလက်ချိန်လည်းမြင့်လာပြီမို့လို့မဖြစ်မနေရင်ခုန်စောင့်ကြည့်သွားတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ဒီလိုကြာသာမင်းညပွဲစဉ်တွေရဲ့ဈေးကွက်ခေါ်ပြောတွေနဲ့အားဆန်းကြအောင်မယ်။ကန်တိုက်လက်သေးသမားဖြစ်စေဘူကီတွေနဲ့ပြန်ကျဲမဲ့လက်ကြီးဖိုက်တာဖြစ်စေစိတ်ကူးတွေးတွေကိုလက်တွေကောင်းတဲ့ဖော်ချင်တယ်ဆိုရင်တော့ဘော်ဒီဂိုးပေါင်းရင်ခုံလိုသူတွေအတွက် iMac 789အရင်တစ်ပြီးမြတ်များစေတဲ့မောင်းတဲ့ကစားကျင်သူတွေအတွက် Sport Zone နဲ့555 Miss DTS ရက်ဆောင်လို့ရွေးချယ်မှုအားတန်တဲ့ညီကိုတွေအတွက် Miss 247ဒီလို application တွေတနေရာထဲမှာပြည့်စုံရှိနေတဲ့ချက်ချောင်းစီမှာအားပေးရင်ခုံကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်